ရှင်မတေခရစ်ဝင်ခန်းကြီးကိုထိုအခါကိုယ်တော်သည်လှေစီး၍ကူးပြင်သဖြင့်မိမိမြို့သို့ရောက်တော်မူ၏လက်ချေတည်၍အိယာပေါ်မှတုံးလုံးနေသောသူတစ်ယောက်ကိုအထံတော်သို့ဆောင်ခဲ့ကြ၏ယေရှုသည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျင်လက်ချေတည်သောသူအားငါသားမစိုးရိမ်နှင့်သင်၏အပြစ်ကိုလွတ်စေပြီဟုမိန့်တော်မူ၏ကျမ်းပြုစရာအချို့တို့ကဤသူသည်ဖျားကိုလွန်ကျူး၍ပြောသည်ဟုထင်ကြ၏ယေရှုသည်ထိုသူတို့၏စိတ်ကိုသိမြင်တော်မူလျင်သင်တို့သည်အဘယ်ကြောင့်ငြူစူသောစိတ်ရှိကြသနည်းအဘယ်စကားကိုတာ၍ပြောလွယ်သနည်းသင်၏အပြစ်ကိုလွတ်စေပြီဟုပြောလွယ်သလောသင်ထား၍လှမ်းတော်လောဟုပြောလွယ်သလောလူသားသည်မြေကြီးပေါ်မှအပြစ်လွတ်ပိုင်သည်ကိုသင်တို့သိစေခြင်းကထလော့ကိုအိယာကိုဆောင်၍ကိုအိမ်သို့သွားလော့ဟုလက်ချေတည်သောသူအားမိန့်တော်မူ၏ထိုသူသည်လည်းထား၍မိမိအိမ်သို့သွားလေ၏လူအစုအဝေးတို့သည်မြင်လျင်အံ့ဩခြင်းရှိ၍လူတို့အားဤသို့သောအခွင့်ကိုအပ်ပေးတော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြ၏ယေရှုသည်ထိုအရမှကြွတော်မူလျင်မဿဲအမည်ရှိသောသူတစ်ယောက်သည်အခွန်ခံရာတဲ၌ထိုင်နေသည်ကိုမြင်သောငါနောက်သို့လိုက်လော့ဟုမိန့်တော်မူ၏ထိုသူသည်လည်းထား၍နောက်တော်သို့လိုက်လေ၏ထိုနောက်မှအိမ်တွင်စပွဲ၌လျောင်းတော်မူစဉ်အခွန်ခံသောသူများနှင့်ဆိုးသောသူများတို့သည်လာ၍ကိုယ်တော်မှစသောတပည့်တော်တို့နှင့်တကွစပွဲ၌လျောင်းကြ၏ဖာရိရှဲတို့သည်မြင်လျင်တပည့်တော်တို့အားသင်တို့ဆရာသည်အခွန်ခံသောသူဆိုးသောသူတို့နှင့်အတူအဘယ်ကြောင့်စားသနည်းဟုဆိုကြ၏ယေရှုသည်ကြားတော်မူလျင်ကြားမာသောသူတို့သည်စေသမားကိုအလိုမရှိကြနာသောသူတို့သာလျှင်အလိုရှိကြ၏ရစ်ပူဇော်ခြင်းအကျင့်ထက်တနာခြင်းဂရုဏာအကျင့်ကိုငါနှစ်သက်၏ဟူသောကျမ်းစကားကိုနားလည်ခြင်းကသင်တို့တွား၍သင်ကြလော့ဖြောင့်မတ်သောသူတို့ကိုနောင်တသို့ခေါ်ခြင်းကငါလာသည်မဟုတ်ဆိုးသောသူတို့ကိုခေါ်ခြင်းကငါလာသည်ဟုမိန့်တော်မူ၏ထိုအခါယောဟန်၏တပည့်တော်သည်အထံတော်သို့ချဉ်းကပ်၍အကျွန်ုပ်တို့နှင့်ဖာရိရှဲတို့သည်အဖန်တလဲလဲအစာရှောင်ကြသည်ဖြစ်၍အဘယ်ကြောင့်ကိုယ်တော်၏တပည့်တို့သည်အစာမရှောင်ဘဲနေကြပါသနည်းဟုလျှောက်ကြ၏ယေရှုကလည်းမင်္ဂလာဆောင်လို့လင်သည်မိမိအပေါင်းအဖော်တို့နှင့်အတူရှိစဉ်အခါသူတို့သည်စိတ်မသာညှိတော်တတ်ကြသလောမင်္ဂလာဆောင်လို့လင်ကိုသူ၏အပေါင်းအဖော်တို့နှင့်ခေါ်၍ယူသွားသောအချိန်ကာလရောက်လိမ့်မည်ထိုအခါသူတို့သည်အစာရှောင်ကြလိမ့်မည်အဝတ်ဟောင်းကိုအထည်တစ်နှင့်ဖာလက်မရှိထိုသို့ဖာလျင်ဖာသောအထည်သည်အဝတ်ဟောင်းကိုစား၍ပေါက်ချေတတ်၏၎င်းနည်းဟောင်းသောတရေဘူး၌အသစ်သောစပျစ်ရည်ကိုထည့်လျက်မရှိထိုသို့ထည့်လျင်တရေဘူးသည်ဆုပ်ကွဲသဖြင့်စပျစ်ရည်သည်ယို၍တရေဘူးလည်းပျက်စီးတတ်၏အသစ်သောစပျစ်ရည်ကိုအသစ်သောတရေဘူး၌ထည့်လျက်ရှိ၏ထိုသို့ထည့်လျင်နှစ်ပါးစလုံးမပျက်စီးဟုမိန့်တော်မူ၏ထိုစကားကိုမိန့်တော်မူစဉ်အရာရှိတစ်ယောက်သည်လာ၍ပြည့်ဝလျက်အကျွန်ုပ်၏သမီးသည်ယခုပင်သေဆဲရှိပါ၏သို့တော်လည်းကိုယ်တော်သည်ကြွ၍သူ့ပေါ်၌လက်ကိုတင်တော်မူလျင်အသက်ရှင်ပါလိမ့်မည်ဟုလျှောက်၏ယေရှုသည်ထား၍တပည့်တော်တို့နှင့်အတူထိုသူနောက်သို့လိုက်တော်မူ၏ထိုအခါ12နှစ်ပတ်လုံးသွေးသွန်အနာဆွဲသောမိန်းမတစ်ယောက်ကငါသည်အဝတ်တော်ကိုသာတို့လျင်ချမ်းသာရမည်ဟုစိတ်ထင်နှင့်နောက်တော်သို့ချဉ်းကပ်၍အဝတ်တော်၏ပပွားကိုတို့လေ၏ယေရှုသည်လှည့်၍ထိုမိန်းမကိုမြင်တော်မူလျင်ငါသမီးမစိုးရိမ်နှင့်သင်၏ယုံကြည်ခြင်းသည်သင်အနာကိုငြိမ်းစေပြီဟုမိန့်တော်မူ၏ထိုခဏမှစ၍ထိုမိန်းမသည်အနာကင်းပြောက်လေ၏အရာရှိအိမ်သို့ရောက်တော်မူ၍တီးမှုတ်သောသူတို့နှင့်များစွာသောလူတို့သည်အုံတဲတဲပြုကြသည်ကိုမြင်လျင်ဖယ်ရှားကြလော့
မိန်းကလေးသေးသည်မဟုတ်အိပ်ပျော်သည်ဟုမိန်တော်မူသောထိုသူတို့သည်ပြည့်ရည်ပြုကြ၏ထိုလူများကိုပြင်သို့ထွက်စေပြီးမှအတွင်းသို့ဝင်၍မိန်းကလေး၏လက်ကိုကိုင်တော်မူသည်တွင်သူသည်ထလေ၏ထိုသတင်းစကားသည်တပြည်လုံး၌ပြန့်နှံ့ကျော်စောလေ၏ထိုအရက်မှယေရှုသည်ကြွတော်မူစဉ်မျက်စိကန်းသောသူနှစ်ယောက်တို့သည်နောက်တော်သို့လိုက်၍ဒါဝိဒ်၏သားတော်ကျွန်တော်တို့ကိုသနားတော်မူပါဟုဟစ်ကြော်ကြ၏အိမ်သို့ဝင်တော်မူလျင်မျက်စိကန်းသောသူတို့သည်အထံတော်သို့ချဉ်းကပ်ကြ၏ကိုယ်တော်ကလည်းဤအမှုကိုငါတတ်နိုင်သည်ကိုယုံသလောဟုမေးတော်မူလျင်ယုံပါ၏သခင်ဟုလျှောက်ကြ၏ထိုအခါသူတို့၏မျက်စိကိုတို့တော်မူ၍သင်တို့ယုံကြည်ခြင်းရှိသည့်အတိုင်းသင်တို့၌ဖြစ်စေဟုမိန့်တော်မူလျင်သူတို့သည်မျက်စိပွင့်လင်းလေ၏ယေရှုကလည်းအဘယ်သူမျှမသိစေခြင်းငှာသတိပြုကြလော့ဟုမြစ်တားတော်မူ၏သို့တော်လည်းထိုသူတို့သည်တွား၍သတင်းတော်ကိုတပြည်လုံး၌ပြန့်နှံ့ကျော်စောစေ၏ထိုသူတို့သည်ထွက်သွားကြသည့်နောက်နှဆိုးဆွဲသောလူတစ်ယောက်ကိုအထံတော်သို့ဆောင်ခဲ့ကြ၏နှဆိုးကိုနှင်ထုတ်တော်မူပြီးမှထိုသောသူသည်စကားပြော၏လူအစုအဝေးတို့သည်လည်းအံ့ဩ၍ဣသရေလအမျိုး၌ဤကဲ့သို့မမြင်ရစဖူးဟုပြောဆိုကြ၏ဖာရိရှဲတို့ကလည်းနတ်ဆိုးအကြီးကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟုပြောဆိုကြ၏ယေရှုသည်တရားစရပ်တို့၌ဆုံးမဩဝါဒပေးလျက်နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကိုဟောလျက်လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေလျက်မြို့ရွာရှိသမျှတို့ကိုဒေသစာရီလှည့်လည်တော်မူ၏လူအစုအဝေးတို့ကိုမြင်တော်မူလျင်သနာချင်းစိတ်ရှိတော်မူ၏အကြောင်းမူကားထိုသူတို့သည်ပင်ပန်းသည်ဖြစ်၍ထိန်းသူမရှိဘဲပြစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏ထိုအခါကိုယ်တော်ကစပါးရိတ်เสียများစွာရှိ၏ရိတ်သောသူတို့သည်နည်းကြ၏ထိုကြောင့်လှုပ်ဆောင်သောသူတို့ကိုစပါးရိတ်စေခြင်းဟာဆေလွတ်တော်မူမည်အကြောင်းစပါးရှင်ကိုဆူတောင်းကြလော့ဟုတပည့်တော်တို့အားမိန့်တော်မူ၏ပတ်ရှုသွားတဲ့နှုတ်ကပတ်တော်ကြားနာသို့ရောက်စီတိုင်းကောင်းကြီးဖြစ်ပါစေ။